ဒီပိုင်းလေးမှာတော့လိပ်ပြပုံကျူးလေးတွေကိုခပတ်လေးနဲ့ခေါက်ချိုးလေးချုပ်ပြမှာပါနော်ဒါလေးကတော့အထက်20ကျော်ချုပ်ခိုင်းတဲ့တွေကနေပြီးတော့သူကတကယ်အတုံးကတော့ကျူးတစ်ချောင်းလေးကိုခေါက်ချိုးလေးပါဒါမဲ့ဒီချီဘိုးကပါတဲ့တဲ့ကြောင့်မလို့နှစ်ထပ်ကလေးလုတ်ပေးလိုက်ပါတယ်နော်အခုကျိုးရဲ့အစလေးမှာအချီချုပ်ရလေးအတွက်တစိ့ကလက်မတစိ့ကတဝက်ကလေးကိုခြံပြီးတော့မှတ်လိုက်ပါတယ်နော်မှတ်ပြီးတော့မှခောက်တွန်းအကြည့်အတွက်ကို3လက်မ2ဖြတ်ခောက်တွန်းအသေးအတွက်ကြတော့2လက်မ2ဖြတ်အဲ့လိုတိုင်းပြီးတော့မှတ်ထားပါတယ်နော်အဲ့ဒီမှတ်တဲ့အရာလေးတွေကိုပဲအချီလေးတွေနဲ့ပူပြီးတော့ချုပ်သွားမှာပါနော်ဒါတွေကအထက်ကများတဲ့အတွက်ကြောင့်မို့လို့ချုပ်တာလေးကိုတော့ပြလိုက်ပါတယ်တက်ရတာတော့ကြည်သီးတက်တယ်လို့ပဲအရန်လွယ်ပါတယ်အထက်လေးတော့ရိုက်မပြတော့ပါဘူးเนาะဒါလေးတွေကြုံရင်လိုက်လို့ကြည့်ပါအဆုံးသတ်မှာလဲခောက်စာအတွက်ကိုကျိုးလေးနည်းနည်းချန့်ပြီးတော့မှဖြတ်လိုက်ပါတယ်ဖြတ်ပြီးတော့နှစ်ဖက်စလုံးကိုဒါမီးနဲ့တူလိုက်ပါတယ်เนาะမီးတူပြီးတဲ့အခါကျတော့အပေါ်ကခောက်တွန်း3လက်မနေရာကိုစပြီးချုပ်မှာပါเนาะအဲ့တော့3လက်မနေရာလေးကိုပထမအမှတ်လေးနဲ့ထိတ်ကလေးနဲ့ကိုထပ်ပြီးတော့အချီလေးနဲ့တွဲလိုက်မှာပါเนาะအခုလေးနဲ့ဖိခိုင်ထားတာစောလုံးကတစိမ့်တဝက်ကလေးပူထားတဲ့နေရာလေးကိုလုံးဝအချီတရက်စာလောက်ကလေးပူထားတဲ့ဟာလေးတို့အဲ့ဒါလေးကိုရစ်ပြီးတော့တွဲချုပ်လိုက်ပါတယ်เนาะချုပ်ပြီးတော့အမှန်တကယ်တော့တရားလေးတွေကဘလန်ဒီနိုပိုးလေးတွေဆိုပူလာပါတယ်ဒီချီဘိုးကိုပိတ်မပါတဲ့ကြောင့်မလို့တော်တော်ပါပါတယ်မူရင်းအထည်ကကြတော့သူကဒီလို3လက်မ2ပြန်6လက်မဆိုပြီးတော့ကပတ်ကလေးကွင်းထားပါတယ်အဲ့ဒါလေးကတော့ဘလန်ဒီနိုပိုးလေးဖြစ်တဲ့ကြောင့်မလို့တော်တော်တောင်းလေးဖြစ်ပါတယ်ဒီချီကျိုးပိုးကြတော့သူကတော်တော်ကိုပါတဲ့အတွက်ကြောင့်မို့လို့ကျွန်မနှစ်ခေါက်တာနှစ်တက်ပုံစံမျိုးလေးလုပ်လိုက်ပါတယ်နော်အခုဒီမဲ့ဒုတိယ4လက်မဟာလေးကိုကြတော့ထိပ်ပြားလေးကိုဂွင်းလေးကိုအရင်ပူချုပ်ပါတယ်ဘာလို့အဲ့လိုချုပ်တာလဲဆိုတော့ဆက်ရကျိုးကိုအထဲထဲမှာကြံခဲ့စေခြင်းလို့ပါနော်ဆက်ရကျိုးအပြင်မှာကြံခဲ့ရင်လည်းရပါတယ်ဒါပေမဲ့အထဲထဲမှာကြံခဲ့တော့ပို့ပြီးတော့လည်းခိုင်အောင်ရင်အပြင်ကခပတ်ကွင်းအုပ်တဲ့ခါကျတော့မပေါ်အောင်လို့ပါနော်အဲ့တော့ဟိုမဲ့ကလေးကမှတ်ထားတဲ့အမှတ်ကလေးနဲ့ခေါက်ချိုးလေးနဲ့ပူပြီးတော့ချုပ်လိုက်ပါတယ်ချုပ်ပြီးတော့အချီနဲ့ခိုင်အောင်တုပ်လိုက်ပါတယ်မူရင်းအင်ကြီးလေးကတော့နောက်ကွဲလေးမှာဘိုက်ကလေးမှာတစ်ဖက်ကို2ခုနဲ့တောက်နေရမှာ4ခုရဲ့အောက်မှာကျတော့ပလဲတွဲလောင်းလေးတွေနဲ့အဲ့လိုချုပ်ထားတဲ့အင်ကြီးဒီဇိုင်းလေးပါနော်ဒါကတော့ခြုံလေးပဲပြောပြတာပါအင်ကြီးမှာကျတော့ကိုစိတ်ကူးပေါ်သလိုပုံပေါ်ရင်ပေါ်သလိုတက်ပြီးတော့ဝတ်လို့ရပါတယ်အခုဒါခပတ်ကွင်းလေးကိုအချီအစုံတက်ပဲနဲ့ခပတ်ကွင်းလေးတစ်ခါတည်းချုပ်ပြမှာပါနော်ခပတ်ကွင်းကိုဒီမဲ့အဲ့ချုပ်ချောင်းအလဲကောင်ကနေဖိပြီးတော့ခါကြတော့သူ့ကိုအရင်ခိုင်အောင်ချုပ်ပါတယ်နော်ပထမတစ်ချက်အဲ့ပထမခောက်ချိုးလေးကိုခိုင်အောင်ချုပ်ပြီးတော့မှနောက်တစ်ပတ်ပတ်ပြီးတော့မှအပေါ်ကထပ်ချုပ်မှာပါနော်ပြီးမှအင်ကြီးပေါ်မှာအဲ့ခပတ်ကွင်းလေးတွေအတိုင်းကိုကျယ်သီးတက်တဲ့လိုမျိုးလေး4-5-6ချက်လောက်တွဲတက်လို့ရင်ဒါအလှလေးဖြစ်သွားပါတယ်နော်နောက်ကွဲအင်ကြီးလေးနဲ့ပို့လိုက်ပါတယ်အခုဒါခပတ်ကွင်းနောက်တစ်ပတ်ပြန်ပတ်လိုက်မှာပါเนาะတစ်ပတ်ပြည့်သွားအရင်တင်းစရာမလိုပါဘူးအရင်တင်းလို့ရင်လည်းခပတ်ကွင်းကအရင်ကတ်သွားပြီးတော့မလှပါဘူးအဲ့တော့ကြွလေးပဲထိတယ်ဆိုရင်တစ်ပတ်ပြည့်တယ်ဆိုရင်လေးပဲကျမတို့ကပြန်ပတ်မှာပါเนาะအဲ့တော့ပထမဟာလေးကိုခိုင်အောင်ချုပ်ပြီးတော့နောက်တစ်ခါခပတ်ကလေးကိုအပေါ်မှာအတိုင်းရပြီဆိုရင်ကကြီးလေးနဲ့ညှက်လိုက်ပါညှက်ပြီးတော့မှမီးလေးတို့ပြီးတော့ပူချုပ်မှာပါเนาะပန်းထုတ်ဗီဒီယိုလေးလည်းမတင်ဖြစ်တတ်ကြပြီဆိုတော့ဒီတစ်ခါတော့အလွယ်လေးနဲ့ပဲပြန်စလိုက်ပါတယ်เนาะဒါလေးကချုပ်နေရင်တန်လန်းလေးကိုမှဒီဒီဇိုင်းလေးကိုထိုးပြခြင်းလို့ဗီဒီယိုရိုက်ပြီးတော့တင်ပေးလိုက်ပါတယ်เนาะအဲ့တော့ဒါခပတ်ကွင်းလေးချုပ်ပြီးသွားပြီဆိုရင်တော့ဒါဖဲကျိုးကွေလေးရသွားပါပြီတချို့တွေရင်ပုံးမှာအောက်ကနှိပ်စီတက်ပြီးတော့ဖဲကျိုးလေးနဲ့ဆိုလဲအရန်လာပါတယ်တွဲလောင်းလေးတွေပါခြင်းလဲတွဲလောင်းလေးတွေလိုက်တက်လိုက်ရုံပါပဲเนาะအဲ့လိုလေးကိုခိုင်အောင်ချုပ်မလှဘက်နဲ့အလှဘက်မှာဆိုရင်အလှဘက်မှာအချီမပေါ်အောင်မလှဘက်ကနေပဲပူးပြီးတော့တွဲချုပ်လိုက်ပါတယ်เนาะအလှဘက်မှာခပတ်ကွင်းလေးပဲပေါ်ပါတယ်เนาะ
အဲ့ဒါလေးကိုလည်းသတိထားမှာပါနော်အတင်းဒီဘက်ကနေတွဲပြီးတော့ချုပ်လိုက်ရင်ဟိုဘက်မှာအချီယာကြီးပုံရင်မလှပါဘူးနော်ခုဒါဒီလိုပုံလေးဖြစ်သွားမှာပါနော်ဒါလေးတွေကိုအင်ကြီးပုံမှာကြားလို့ရှိရင်ခလဲကောင်ခပတ်ကွင်းကိုပဲတွဲချုပ်တာပါနော်ဘေးကကွင်းနေရကြတော့အလှုပ်ကလေးကြွကြွလေးထားမဲ့ဟာမျိုးလေးပါနော်ဒါမျိုးလေးပါဒါမလှပက်ပါနော်ဒါစိုက်ကလေးလည်းဘယ်လောက်မှမရှိပါဘူးအဲ့တော့အဆင်ပြေလို့ရှိရင်လည်းလိုက်လုပ်ကြည့်ကြပါလို့ပန်းထုတ်ဗီဒီယိုပြင်နေတော့အလုံးအားလုံးမတင်ဖြစ်ပါဘူးဒါအကုန်လုံးကိုသွေးပူလေးချင်ခံလုပ်တဲ့အနေနဲ့ဒါလေးထပ်တင်ပေးလိုက်ပါတယ်နော်ကဲအားလုံးလိုက်လုပ်ကြည့်ကြပါအဆင်ပြေကြပါစေဒါလေးတွေအများကြီးစုထိုးပြီးမှအင်ကြီးပေါ်မှာတက်မလို့ပါနော်